DCTV ကိုအိမ်မှာတတ်ထားရုံနဲ့တခိုးလုံးဝမလာနိုင်တဲ့အထိသူကစွမ်းဆောင်ပေးနိုင်တယ်။သူ့ရဲ့ပစ္စည်း quality ကအရန်ကောင်းတယ်ဆိုပေမဲ့ထင်တော့ရောင်းအောင်မရဘူး။ဆိုတော့လူကြီးမင်းတို့အနေနဲ့လည်းလူကြီးမင်းတို့ရဲ့ product တွေကဘလောက်ပဲကောင်းကောင်းကိုလိုချင်တဲ့ရောင်းအောင်မရဘူးဆိုတာက full secret of marketing လူကြီးမင်းတို့အနေနဲ့ marketing ရဲ့အရေးကြီးတဲ့ 4Bs ကိုဖြစ်ပါတယ်။လုပ်ငန်းတော်တော်များများကဒီနှုတ်ဝက်ချက်၄ခုတွေကနေပြီးတော့တစ်ခုနှစ်ခုလောက်ကိုပဲအာရုံစိုက်တတ်ကြပါတယ်။ပစ္စည်းကားရုံနဲ့မလုံလောက်တော့ပါဘူး။အခြားပိုင်းတွေအားနေနေလို့ရှိရင် campaign တွေဘလောက် run ပတ်စံတက်ပြီးတော့ရလဒ်ဖြစ်တတ်ပါတယ်။ဒါဆို 4B လို့ခေါ်တဲ့နှုတ်ဝက်ချက်၄ခုပါတယ်။ 4B တွေကတော့ product, price, place, promotion တို့ပဲဖြစ်ပါတယ်။ product ကကြတော့ကိုယ့်ရဲ့ကုန်ပစ္စည်းကတကယ်ကောင်းပြီးတော့တန်ဖိုးရှိတဲ့ပစ္စည်းဖြစ်နေရမယ်။ကိုယ်တိုင်ရလည်းကိုယ့်ရဲ့ product ကိုတိတိကျကျသုံးပြီးတော့ပေါ့နော်။ကြိုက်နေတဲ့နေရမယ်။နောက်တစ်ခုကကြတော့ price ကိုယ့်ရဲ့ price ကကြတော့တင်မျှတဲ့လူတိုင်းဝယ်ယူနိုင်တဲ့ကုန်ပစ္စည်းတစ်ခုဖြစ်နေပြရမယ်။ကိုယ့်ရဲ့ပြိုင်ဘက်တွေထက်ကိုယ့်ရဲ့ product ကို short ပြီးတော့ရောင်းကြမလို့ပါဘူးကိုယ့်ရဲ့ပြိုင်ဘက်တွေနဲ့မတူတဲ့ဝန်ဆောင်မှုတွေပေးနေဖို့ပဲလိုပါတယ်နောက်တစ်ခုကကြတော့ place ကကြတော့ကိုယ့်ရဲ့ကုန်ပစ္စည်းကို rural ကူနဲ့ customer တွေဘက်ကနေပြီးတော့ဝယ်ယူနိုင်အောင်လို့ကိုယ့်ဘက်ကနေပြီးတော့စီစဉ်ထားပေးရမယ်နောက်ဆုံးတစ်ခုကကြတော့ promotion အနေနဲ့ကကြတော့ကိုယ့်ရဲ့ကုန်ပစ္စည်းကိုစတင်မိတ်ဆက်တဲ့အခါမှာ web တွေသိအောင်လို့ social platform အမျိုးမျိုးကနေပြီးတော့မိတ်ဆက်ရမယ် Facebook ကနေပဲဖြစ်ဖြစ် TikTok ကနေပဲဖြစ်ပေါ့နော်ကိုယ့်ရဲ့ကုန်ပစ္စည်းကိုတိတိကျကျ personal branding တိစောက်ပြီးတော့ပဲဖြစ်ဖြစ် influencer ငှားပြီးတော့ပဲဖြစ်ဖြစ်ပေါ့နော်တိတိကျကျလေးတာကြော်ညာမယ်ဆိုလို့ရှိရင်တော့နောက်ပိုင်းကြောက်လို့ရှိရင်ပေါ့နော် boosting လုပ်ကြမလို့ပဲနဲ့တကယ်ကိုပေါ့နော်လူသိများရဲ့ product တစ်ခုဖြစ်လာနေမှာပဲဖြစ်ပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ကိုယ့်ရဲ့ဆိုင်ကဖက်နှက်ဆိုင်လေးတစ်ဆိုင်ပဲဆိုပါစို့ကိုယ့်ရဲ့ဖက်နှက်ဆိုင်မှာဆိုလို့ရှိရင်ရှောင်းတဲ့ဖက်နှက်ရဲ့ quality ကလည်းကောင်းတယ်ဈေးနှုန်းကလည်းတင်မျှတာတယ်ပြီးတော့ဆိုင်မာတွေမဟုတ်ပဲနေပေါ့နော်အနေနဲ့ရရက customer တွေကကိုယ့်ရဲ့ဖက်နှက်ကိုအလွယ်တကူဝယ်ယူနိုင်အောင်လို့စီစဉ်ပေးထားတယ်နောက်တစ်ခုအနေနဲ့ promotion အနေနဲ့ဆိုလို့ရှိရင်လည်းပေါ့နော်ကိုယ့်ရဲ့ဖက်နှက်ကို relationship တော့ပဲဖြစ်ဖြစ် single တွေတော့ပဲဖြစ်ဖြစ်နောက်တော့တမမီလေးတွေရဲ့ဖက်နှက်ဆိုင်လေးတွေတော့ပဲဖြစ်ဖြစ်ပေါ့နော်တတိကျကျလေး promotion လေးတွေကို target audience လေးခွဲပြီးတော့ပေါ့နော်လာလိုက် promotion လေးလုပ်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဖက်နှက်ကိုပေါ့နော်ဒီဘက်ပေါင်းဆောင်ကအသက်အရွယ်မရွေးအကုန်လုံးကစိတ်ဝင်စားပြီးတော့တတိကျကျစောင့်ကြည့်ပြီးကြွယ်ယူလိုက်ပြည်လေးတစ်ခုအနေနဲ့ဖြစ်လာပါလိမ့်မယ်ရှင်လူကြီးမင်းတို့အနေနဲ့ဒီ 4BS ကခိုင်ခိုင်မာမာတည်ဆောက်ထားမယ်ဆိုလို့ရှိရင်လူကြီးမင်းတို့ရဲ့ကြော်ညာရမ်းတဲ့ campaign တွေကလည်းပို့ပြီးတော့အောင်မြင်လာမယ်ကိုယ့်ရဲ့ product ကိုလည်းလူတွေကပို့ပြီးတော့စိတ်ဝင်စားလာမယ်ပြီးတဲ့အခါမှာတို့လို့ရှိရင်ရောင်းကားရည်လည်းတိတိကျကျတိုးလာမှာပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ကစပြီးတော့ 4BS ကိုပြန်ပြီးတော့စမ်းစစ်ကြည့်ရအောင်အားနည်းချက်တွေကိုပြင်ဆင်ပြီးတော့ရလက်ကောင်းတွေကိုတိတိကျကျလေးဖန်တီးကြရအောင်ရလက်ကောင်းတွေကိုဖန်တီးချင်တယ်ဆိုလို့ရှိရင်တော့လူချင်းမင်းတို့ရဲ့ campaign များကိုထိရောက်တော့တာခင်များရွေးချယ်ပြီးတော့အချက်များစွာနဲ့ဆောင်ရွက်ပေးနေတယ်ညီမတို့ auto book service လေးကိုတတိယပေးပါရှင်ညီမတို့ auto book service မှာဆိုလို့ရှိရင်ပေးလိုက်စားပဲပို့ဖို့စားပဲ TikTok boosting စားပဲ content စားပဲ social media design စားပဲအစရှိရဲ့ service များစွာကိုအကောင်းဆုံး target တွေရွေးချယ်ပြီးတော့အချက်များစွာနဲ့ဆောင်ရွက်ပေးနေပါတယ်ညီမတို့ auto book service မှာအခုချိန်ကြီးပေါ့နော်အနံပေးခဲ့ customer တယောက်ချင်းစီကိုညီမတို့ auto book service ကနေပြီးတော့ကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်customer တွေကုန်တော့စီးပွားရေးဒီလာတိုးတက်ပြီးတော့ကျန်းမာချမ်းသာကြပါသေးလို့ဆုမွန်ကောင်းလေးတောင်းလိုက်ပါရှင်ကျေးဇူးတင်ပါတယ်ရှင်